တချို့နေရာတွေကမသွားတက်မှုလို့လူတွေကပြောကြတယ်ဒါပေမဲ့ဘယ်သူမှမပြောပြခဲ့တာကအဲ့ဒီနေရာကတခုခုကအိမ်ကိုလိုက်လာနိုင်တယ်ဆိုတာပါပဲဖြစ်ခဲ့တာတွေကိုဆက်လက်နှာထောင်ပေးပါ Random Nautica ဆိုတာက random location တွေကိုထုတ်ပေးတဲ့ application တစ်ခုပါဒါပေမဲ့ theory တချို့တွေအရအဲ့ဒီနေရာတွေဟာတာမန်နေရာတွေမဟုတ်ပဲဒီလောကကြီးရဲ့ပုံမှန်ဖြစ်စဉ်ကနေပြီးတော့လွဲချော်နေတယ်တနည်းအားဖြင့်ပြောရရင် glitch ဖြစ်နေတဲ့နေရာတွေဖြစ်ကြတယ်လို့ဆိုကြပါတယ်2020တုန်းကဆိုရင်လူငယ်တစုဟာဒီ application ကနေပေးတဲ့ location ကိုတွားကြည့်လိုက်ကြတဲ့အခါအဲ့အမဲတစ်ခု suitcase တစ်ခုကိုတွေ့လိုက်ကြရပါတယ်အဲ့အမဲထဲမှာတော့လူတည်းအလောင်းရဲ့အစိတ်အပိုင်းတွေရှိနေတာပါအဲ့ဒီနေရာပိတ်ရဆိုတော့အခန်းထဲမှာတကောင်နဲ့ကြောင်ပြောက်နေတာပေါ့ကျွန်တော်ဖုန်းကိုအပေါ်ဆွဲအောက်ဆွဲရင်းနဲ့ပဲစိတ်ဝင်စားစရာကောင်းတာတစ်ခုတွေ့လိုက်တယ် application တစ်ခုပေါ့ပိတ်ရဆိုရင်လူတွေက AC လေးအနားယူကြတယ်မလားကျွန်တော်ကပြင်းတယ်ဗျဘဝမှာထူးထူးဆန်းဆန်းတွေဆိုရင်တိတ်ကိုကြုံမှုချင်တာဗျဇက်ကားကြည့်ရင်တော့မှတောက်ဆိုင်တွေပဲကြိုက်တယ်ကျွန်တော်လည်းပဲတောက်ဆိုင်တွေကြုံမှုချင်တယ်ဗျပြောနေရကြပါတယ်ဒီ application ကနေပေးတဲ့ location ကိုကျွန်တော်တွားကြည့်ကြည့်မယ်ဗျဒီလိုနဲ့ပဲကျွန်တော် map ကိုကြည့်ပြီးတော့ map ထဲအတိုင်းပဲရှောက်လာတယ်ရှောက်တယ်လမ်းမားတယ်ပြီးတော့ဆက်ရှောက်တယ်ဆက်ရှောက်နေတော့ပဲရှောက်တယ်ရောက်ပြီ application တွေက location ရဆိုဟုတ်တယ်ဗျဒီနေရာအသေးချပဲဒီနေရာကအေးပါဒီ Random Nautica ကနေပို့လိုက်တဲ့နေရာကတာမန်နေရာတော့မဖြစ်နိုင်ဘူးဆိုတော့ရှာကြည့်ရှာတယ်ထူးဆန်းတာတစ်ခုခုတဘာဝလုံးဖြစ်ရတစ်ခုခုကျွန်တော်ရှာတယ်တွေ့ဦးဒီလိုနဲ့ပဲအိမ်ပြန်လာခဲ့ရပါတယ်အခန်းကိုလည်းပြန်ရောက်စိတ်ပြက်လက်ပြက်နဲ့ဒီကောက်ပိတ်တော့ချပြီးတော့အေးရပါစိတ်ရှိလက်ရှိလဲအိတ်ချလိုက်ပါတယ်ထိုးစင်ပါပဲတကားကောက်တယ်ဘယ်သူကလဲဒီလိုမျိုးနေ့ဆိုငါစီလာလဲမယ်ဧည့်သည်မရှိပါလားအိမ်ခန်းကလည်းရှင်းသားပြီးသားငယ်ကွာဘယ်သူဖြစ်ဖြစ်ဖွင့်ကြည့်မယ်ပဲဘယ်သူမှလည်းမရှိပါလားဘာလဲဟာတကားကောက်တန်တာကြားရပြီးဘယ်သူမှလည်းမရှိတော့အနှဲငယ်ကြောင်သွားပါတယ်တခုခုပဲထားလိုက်ပါလေဆိုပြီးတော့ကျွန်တော်လည်းပဲလှုပ်ရှားရှိရတယ်ဆက်လုပ်နေခဲ့တယ်ပြီးခဲ့တဲ့အပတ်အတွက်မတ်စုတွေရင်းနေခဲ့တယ်ထိုးစင်ပါပဲအတန်တခုကွာဘယ်အတန်မလဲအတန်မလဲကျွန်တော်လည်းပဲအတန်လာရဖက်ချင်းကတ်သွားပြီနော်ဒီကားကိုဆွဲဖွင့်ချလိုက်တဲ့အချိန်မှာပဲဘာမှမတွေ့အောင်အပေါ်မှာများလာရှိဦးဟာဒါဆိုရင်လက်ခွမ်းရမှာပဲတွေးပါပြီတရခန့်လက်စားတက်တော့ဒီပိုက်ကောင်းကနေရေစိတ်နေတာကိုဒီလိုနဲ့ပဲလှုပ်ရှားရှိရတယ်လုံနေတော့မှာပဲဒီမှာအတန်နေပါဘေးရပါလေရေချိုးခန်းတွေကရေပြန်ကျနေပြီပြန်ဟုတ်ဟာတကားခောက်တန်ကြားပြင်ဘယ်ကောင်လာနောက်လည်းမသိဘူးကွာဘယ်သူမှလည်းမရှိပါဘယ်အတန်နေလဲကွာကဲရတယ်ကျွန်တော်
နှစ်ချက်ရှိတယ်ဗျနှစ်ချက်နဲ့နှစ်ချက်တက်လိုက်ရင်တက်တာတော့အတန်တွေပျောက်သွားမှထင်တာပဲ Oh shit တောက်ရန်ကောင်းကြိုက်လေကွာဘေးရမလဲဟိုဖာမရောက်ဟာဒီလိုနဲ့ပဲဒီအတန်တွေကိုကျွန်တော်မခံနိုင်တဲ့အဆုံးမနှစ်ချက်ကိုပြစ်ထုတ်ပြီးတော့တုံးသွားထုတ်နေပြီးလိုက်တယ်ပြီးတော့ပြောပါတယ်ဒီလိုထုတ်နေရင်လည်းမဟာဟုတ်တယ်ဟာဒီအတန်တွေကဒီ return နောက်လိုက်ရင်အဲ့ဒီအတန်တွေပျောက်သွားရဲဆိုတာသိလိုက်ရတဲ့နောက်ပိုင်းမှာကျွန်တော်ဒီ return နောက်ကိုပဲလိုက်ပါတော့တယ်ဘယ်လို့ပါကိုပဲလုံနေဒီ return ကိုငါပြက်ခံလို့မဖြစ်ဘူးအိပ်ပျော်သွားရင်တော့မှပြက်လို့မဖြစ်ဘူးဆိုပြီးတော့ return နောက်လိုက်နေနေပဲတဖြည်းဖြည်းအိတ်ချင်လာတာနဲ့ကျွန်တော်အိပ်ပျော်သွားခဲ့ပါတယ်မိနစ်20ကြာပြီးတော့တရားကိုဆွညံလို့တဲ့အတန်တွေကြောင့်ကောင်းကြိုက်မခံနိုင်တော့တဲ့ဆိုတော့လို့ထားလာပါတယ် fuck man ဟာနှာခေါင်းသွေးပါယူဟာရတာခဏပြက်ပြီးတော့အိပ်ပျော်သွားရတာနဲ့မရအောင်ငါဒီလိုဆက်သွားနေလို့မဖြစ်ဘူးကွယ်တခုခုတော့လုံးမရမယ်ဆိုပြီးတော့စဉ်းစားလို့မဆုံးခင်ဟေးပထမဆုံးအစီအစဉ် Bluetooth box ကိုစက်တိုင်ချတက်ဆင်မနေ့အစီအစဉ် mic ကို ukulele တဲ့ထည့်နံပါတ်3မှာဖာပေါ်ဇွန်ခရင်တွေချအစီရင်တစ်ခုဟုတ်တယ်အစီရင်တစ်ခုဒီအတန်တွေပျောက်သွားအတန်ကိုအတန်နဲ့ return ကို return နဲ့ဖြည့်ရှင်းရမှာပေါ့တဲ့ဖြောက်သွားရင်အဖြစ်ပြက်တွေပြီးတော့ဒီအကြောင်း contact လုပ်ဖို့ရေးနေတော့မှာdon't share the experience ဒီအကြောင်းဘယ်သူမှပြောပြနေဆိုပါလားပြောပြတော့ရောဘယ်သူကယုံမှာမို့လို့